မိမတယောက်စိတ်ကုန်သွားပြီဆိုရင်အဲ့ဒီယောက်ျားဘာကြီးပဲဖြစ်နေတယ်လုံးဝလှည့်မကြည့်တော့လုံးဝဂိမ်းမဆိုင်တော့ဟုတ်ပြီ तू မပြတ်သားသေးတဲ့ရွေရတော့ဒါရံဖြစ်လိုက်ပြန်တက်လိုက်ပြန်တက်လိုက်ရံဖြစ်လိုက်ပြန်ချော့လိုက်ပြန်ချစ်လိုက်နဲ့ဒီအစင်မပြေမှုပေါင်းမြောင်များစွာတဲ့မှာနာနာကျင်ကျင်နဲ့ဖြတ်တန်းရင်ဖြတ်တန်းလိုက်မယ်အထူးသဖြင့်မပြတ်သားနိုင်တဲ့အနောင်ဘက်ဥပမာသာသမီဆိုပါတော့ဗျာဒါတွေကြောင့်လည်း तू အစွမ်းကိုသိခံနိုင်ကောင်းသိခံလိုက်မယ်အေးပြတ်သားပြီဟေ့ဆိုရင်တော့လှည့်မကြည့်တော့တာနော်အဲ့ဒီယောက်ျားတစ်ချိန်ကသူနဲ့လုံးဝမသိခဲ့ဘူးတဲ့မရင်းနှီးခဲ့ဘူးတဲ့ဒစိမ့်တစ်ယောက်လုံးဖြစ်သွားစေတာနော်အဲ့ဒါဘာလို့လဲဆိုတော့ယောက်ျားလေးအများစုမသိသေးတဲ့တချို့အချက်လေးတွေဒါကျွန်တော်သိသလောက်လေးညှောက်ဝေပြီးသွားချင်ပါတယ်တကယ်တော့မိန်းကလေးတွေအမတ်သေးစီသိကြီးတယ်ဗျာသူတို့နာကျင်စေခဲ့တဲ့ဘယ်အရာမဆိုဘယ်နေ့ဘယ်အချိန်ဘယ်အကြောင်းအရာကိုအခြေခံပြီးသူဘယ်လောက်အတိုင်းအတာအထိနာကျင်ခဲ့ရတယ်ဆိုတာမေ့လို့မရှိဘူးခဏခဏပြန်တွေးပြီးအကြောင်းအရာတိုက်ဆိုင်ကိုခဏခဏပြန်ခံစားရရှိတယ်အဲ့ဒီနာကျင်မှုတွေဆိုပြီးတဖြည်းဖြည်းနာလုံးပေါက်လာတယ်အထူးသဖြင့်သူတို့တီးခံခဲ့ရတဲ့အတိုင်းတောင်အမြဲမှတ်ထားလေးရှိတယ်တော်ရုံတီးခံတယ်ဆိုတာဒီယောက်ျားကိုအရင်ချစ်လို့နော်အော်သူအချိုးပြောင်းမလားဆိုတဲ့မျောလင်းချက်နဲ့စောင့်နေကြတယ်အချိုးမပြောင်းလာလားဆိုတဖြည်းဖြည်းစိတ်ကုန်လာမယ်ဟုတ်ပြီအဲ့ဒီလိုစိတ်ကုန်သွားတဲ့မိန်းမတယောက်ကိုပြန်လာဖို့ဘာနည်းလမ်းမှမတော်နဲ့တော့သူဘယ်တော့မှပြန်လာမှာမဟုတ်တော့အဲ့ဒါဘာလို့လဲသိလားသူအများကြီးပြောင်းလဲဖို့ကြိုးစားခဲ့တယ်သူရဲ့ကိုယ်စိတ်နှလုံးသုံးပါလုံးရင်းပြီးအချိန်ကုန်ခံခဲ့တယ်မျက်ရည်ကျစရာမရှိတော့တော့အောင်နာကျင်ခဲ့တယ်တကယ်တော့သူနာလုံးပေါက်သွားတာဗျ